လူဘဝကရေစရာတိတ်ကောင်းနဲ့မသေးတော့သူမတည်မြဲသူမရှိပါဒါလောကနိယာမတရားပါအိမ်မက်ဒီကိုစီနဲ့ရှောင်းလန်းခဲ့ကြတာနောက်ဆုံးတော့